ကျွန်တော်တို့ချင်းချက်တပြူကျွန်တော်ရွှေရွာလေးတွေနဲ့ကျွန်တော်တို့အမေသားနှစ်လေးပေါ့အမေသားချော်လေးကျွန်တော်တို့ကြည့်အောင်ရေဆုံးကျွန်တော်တို့ဒီအမေသားလေးတွေကိုအလေတင်တော့မယ်ပြီးလို့ရှိရင်ဒီရလေးသုံးပြပြီးရင်ကျွန်တော်တို့ကဒီစနင်းမို့လေးကျွန်တော်ထည့်မယ်စနင်းမို့လေးကိုထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ကြက်သားမို့ကျွန်တော်တို့ထည့်မယ်ပေါ့နော်ကြက်သားမို့ကျွန်တော်တို့ထည့်မယ်ကြက်သားမို့လေးထည့်အနေငယ်စီထည့်ပေါ့နော်ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့စားလေးထည့်မယ်ပေါ့နော်စားလေးထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ပြီးရရှင်ဒီမှာအဓိက point ကနုနုဤလေးဖြစ်သွားလို့ကျွန်တော်တို့ရှလာကိုက်လေးထည့်ပါနော်အရာသားလေးဝင်အောင်ကျွန်တော်တို့ဒါလေးနေထားလိုက်မယ်ပေါ့နော်နေထားပြီးကျွန်တော်တို့နှက်ထားလိုက်မယ်ပေါ့နော်နှက်ထားပေါ့ဒီကအနည်းဆုံးနိုင်ဝယ်တော့ကျွန်တော်နှက်ပြီးလို့ရှိရင်ကျွန်တော် only အပူပေးပြီးလို့ချင်းအဆွမ်းအမေသားတော့လေးကျွန်တော်ထည့်ထားပါနော်အဲ့လိုထည့်ထားရဆိုရင်ကျွန်တော်ဒီထဲမှာအမေသားပါလာအရေးလေးတွေကျွန်တော်တို့ထွက်လာလိမ့်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒါချင်းလေးကျွန်တော်ရင်ထားမိလို့ရှိရင်ကျွန်တော်တို့အစွမ်းအမဲသားအရေးထွက်လာတဲ့ခါလို့ရှိရင်ဒီခီးခန်းကနေကျွန်တော်မွေပေါ့နော်မွေပြီးကျွန်တော်ချက်တော့အဖြူလေးကိုခါပြန်ထားပြီးလို့ရှိရင်ကျွန်တော်တို့ထားမိသားလေးတွေကိုကျွန်တော်တို့ပြန်ပြီးတော့ဖယ်ထားလိုက်ပေါ့နော်ဖယ်ပြီးတော့ကျွန်တော်ခွက်ခုနဲ့ကျွန်တော်ထည့်ထားလိုက်ပါပေါ့နော်ဒါကျင်းတဲ့ချက်တုံမျိုးကျွန်တော်တို့ကများများလေးတုံးတယ်လीနော်ကျင်းတဲ့ချက်မျိုးများလေးတုံးပြီးကျွန်တော်တို့အမှုမီရဲ့နတ်မွေးလေးရအောင်လုပ်မယ်ပေါ့နော်ပြီးလို့ရှိရင်ရေလေးခန်းသွားပြီဆိုတော့ကျွန်တော်ရေထက်ပြပြုတ်ပေါ့နော်ပြုတ်လိုက်ပေါ့နော်အနည်းဆုံးတော့45မိနစ်ပြုတ်လိုက်ပေါ့ပြုတ်ပြီးလို့ဝိကိသွားပြီဆိုလို့ရှိရင်ဒီလိုမျိုးတစ်ခုချင်းစီကိုကျွန်တော်ယူပြီးတော့ညစုံနဲ့ထည့်ထားပေါ့နော်အဲဒီလိုထည့်ထားပြီးလို့ရှိရင်ဒီဆွမ်းစားလေးပြန်ထည့်ပေါ့အရသာလေးပြန်ထည့်အောင်ပေါ့နော်အရင်တော့ကျွန်တော်နည်းနည်းလေးထည့်ထားတာပေါ့နော်ဟိုစားလေးထည့်စားပြီးကြက်သားမျိုးလေးကျွန်တော်အရသာဝင်တော့ကျွန်တော်ကြက်သားမျိုးလေးထည့်အဲ့လိုရှင်ကျွန်တော်လေးနဲ့အသားလေးပေါ့နော်ကျွန်တော်လက်အေးလေးနဲ့ကျွန်တော်ယူပြီးတော့ဆန္ဒထောင်းနဲ့ဂျင်းနဲ့ချက်တော့အရေးတွေကျွန်တော်ညှစ်ပြီးထည့်ပါနော်အဲ့ဒီရဲ့ဂျင်းချက်တွေအနက်ပုံမွေးလေးတွေကကျွန်တော်တို့ဒီအမဲသားလေးတွေရောက်တော့အောင်ဆိုပြီးတော့ကျွန်တော်တို့ဒီအရေးလေးတွေကျွန်တော်တို့ညှစ်ပြီးထည့်ပါနော်အဓိကများဂျင်းနဲ့ချက်တွေကျွန်တော်များတုံးပါနော်တုံးပြီးချင်းကျွန်တော်တို့နေရာလေးတို့နေပေါ့နော်နေပေါ့အဒီအသားပတ်လေးတစ်ခုချင်းတစ်ခုနဲ့ရတာလေးဝင်အောင်ကျွန်တော်ညှစ်ပြနေပြီးကျွန်တော်တို့ဒါလေးကိုထားမယ်ပြီးရင်ကျွန်တော်တို့ဒါစီပူပြီးကျွန်တော်ချောလိုက်ပါပေါ့နော်ချောလိုက်ပြီးတော့ခချတော့အဲ့ဒီမှာကျွန်တော်တို့ကစီကိုများများသုံးရမယ်လीနော်စီသုံးရမယ်တကယ်လို့စီကပူသွားတယ်ဆိုလို့ရှိရင်လေကျွန်တော်တို့ကတခြားချက်စရာလေးချက်လို့ရအောင်လို့ကျွန်တော်ပြန်ပြီးတော့ထားလို့ရတယ်လीနော်ဒါအဓိကစီများများလေးကျွန်တော်တို့သုံးမယ်တော့ပြလေးခုနဒါတဲ့အမေသားပတ်လေးတွေကျွန်တော်ထပ်ပြီးတော့ကျွန်တော်ချောလိုက်ပါနော်အဲ့လိုကြော်လိုက်ပြီးဆိုရှင်အမေသားပတ်လေးတွေကျွန်တော်ဒီလိုမျိုးရွှေအောင်လေးတွေတန်းလာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဒီဘက်ကျွန်တော်လှိပ်ပါနော်လှိပ်ပြီးလို့ရှိရင်ဒါလေးကိုကျွန်တော်ကဒါလေးကြည့်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကဆောနာထောင်းလာခြင်းနဲ့ချက်တော်မျိုးကိုကျွန်တော်တို့ထည့်ပေါ့နော်ထည့်ပြီးချင်းကျွန်တော်တို့ဒါလေးကိုမှုေးပြီးလိုက်ပေါ့နော်မှုေးပြီးလိုက်လို့ရှိရင်ဒီလိုမျိုးချွတ်ချွတ်ရွာလေးတွေနဲ့ဒီရင်းချက်တွေချွတ်ချွတ်ရွာလေးနဲ့ကျွန်တော်မဲသားကြော်လေးကျွန်တော်တို့မှုေးလေးစားလို့ရပြီနော်ဒါလေးကိုကျွန်တော်တို့မီးနဲ့ပဲကုံရတယ်ခင်ဗျာ